စိတ်ဆိုးမိတဲ့အထိပဲဖေဖေလောက်ရအတွက်လဲစိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့အိမ်လေးကိုတည်တည်ချာချာကြည့်မိတော့မှအိမ်ရှိဝင်ရနာမီးလုံးနဲ့မီးကြိုးလေးဟာဆွဲကြိုးနဲ့စိန်လောက်ကတိလေးဖြစ်နေတယ်အားနာလိုက်တာရှင်စကမ်းမှုကိုအနောက်ရှက်ပေးမိတယ်လို့များဖြစ်သွားပြီလားမသိဘူးနော်ရပါတယ်ခင်ဗျာမိုက်ကူလို့ပြောပြတာတွေကိုကျွန်တော်သိလိုက်ရတော့ကျွန်တော်တို့အတွက်စဉ်းစားစရာကြီးထပ်တိုးလာတာပေါ့ဒါကကျွန်တော်တို့ရဲ့တာဝန်နဲ့ဝတ္တရားပဲလေအမနာပါနဲ့ဆက်ပြောပါဖေဖေကလူထုလူဆန်တရားရှင်အကြောင်းမသိတဲ့သူတွေတော်တော်ကိုနားလည်ရခက်တယ်ဖေဖေကဘယ်အရာကိုဆိုညှို့ဝှက်ပြီးလုပ်တတ်တယ်အဲ့ဒီအဖိုးနဲ့ကျွန်တော်မစုံလိုက်တာနားတယ်ကြီးတော်ကြီးอ่ะကျွန်တော်အဲ့လိုညံသမားချင်းတွေ့ကျင်တာအဲ့လိုညံသမားချင်းလေဂိမ်းတစ်ဝက်လောက်ကစားလိုက်ဘသူတားတယ်ဆိုချက်ချင်းအဖြစ်ထွက်သွားတယ်အမလေးတည်သွားရဲ့ဖိုးတာမှချမ်းသာမပေးဘူးနော်သူပြောလိုက်လို့ရှင်ဒါပဲအမလေးဟုတ်တယ်သမီးရဲ့သမီးဖဖကလေညံကစားရတာကိုသဘောကျတယ်ထက်ထက်မြက်မြက်ရှိတဲ့သူတွေဆိုသူကအရန်ချီကျူးတာအေးညံမရှိတဲ့သူတွေတော့တိတ်ပြီးတော့နှိမ်တယ်ကျုံတော့အဖြစ်ပြက်တစ်ခုပြောပြအောင်မယ်တနေ့လေရက်ွက်ထဲရလူကြီးတွေအလှကန်ရင်းနဲ့ဖဖေစီကိုရောက်လာကြပါစေဆရာဒါပဲစက်နဲ့စီဆက်ကလာချုပ်ချင်းနေပါဆရာအေးဦးတင်ကိုတွေးမှတွေးပါမလားလို့ဗျာဟေးကဲလာကြဗျာလာကြဘာအတွက်မြန်ဒီလောက်တောင်ကြိုးစားပန်းစားအလူခန်းနေကြတာလေဗျာကျွန်တော်ရက်ကွက်တွင်းကဓမ္မယုံကြီးပြန်လဲတိဆောက်ဖို့အလူခံလာကြတာဒါဆိုတော့လေထိုက်တန်လူရမှာပေါ့ပါဝင်ရမှာပေါ့တင်ကဟိုရုံးအိတ်ကလေးခဏရုံးတစ်တာလေးခဏဟုတ်ကဲ့ဆရာဦးတင်ကိုခမရဘယ်လိုလိုက်တာလဲအလူငွေထဲတာလေဗျာဓမ္မယုံပြင်ဆောက်မှာဆိုဟာခမရလူကြီးလူကောင်တယောက်ဖြစ်ပြီးတော့ဒီလိုမနောက်သိဘူးဗျာခမရဒီပြမရှိရဗျာခမရဒေါသကြီးပဲကိုဗျာတေချာလည်းကြည့်ရစမ်းမဟုတ်ဘာမှကြည့်ကြအောင်လို့ဆန်းဟောခင်ဗျားတို့ကလည်းဗျာဒီလူကြီးကြောင့်သိရသားနဲ့ဦးတင်ကိုကျွန်တော်တောင်းမှပါတယ်ဗျာကျွန်တော်တို့မှားသွားပြီဗျာရပါတယ်ဗျာရပါတယ်ညဆိုဘုရားသခင်သည်လူပြည်လူရွာ၌အချိန်ခါကိုမှတ်၍ဇဂုတိတ်ကျွန်းနေဝန်းတက်သည့်အချိန်ရောက်နေဖေဖေဟုတ်တယ်ထိုင်မောင်သမီးအဖေသမီးကြီးဟာအဖေပေါ်ထားတဲ့တန်ရိုးစင်တွေကြောင့်ဒီချိန်ဒီကာလအထိလဲအိမ်တော့မပြုတ်နိုင်ဘူးသွားမယ်လာမယ်ဖျားဖူးလေးတော့မသွားနိုင်ရှာဘူးတစ်ချိန်လုံးတကုတ်ကုတ်နဲ့မိဖို့ကြောင့်ပါပဲမနေ့ကလည်းနေ့လင်းကလည်းညအချိန်ကုန်လာတယ်ဒါကြောင့်ဖ
သမီးအတွက်မိဖို့ကြောင့်မှာအကောင်းဆုံးစီစဉ်ပေးမယ်သမီးမေကိုနဲ့ပတ်သက်ပြီးခုပြောမယ့်စကားတိတ်ကိုအရေးကြီးတယ်။သမီးဖဖိုးရဲ့လောက်ရက်တွေဟာစိတ်ထင်တိုင်းရှောက်လုံနေတယ်လို့ထင်ရပါမယ်။သူ့ရဲ့မျိုးဆက်တွေကိုဘဝမှာပေါ့ပေါ့တန်တန်မဖြစ်စေချင်တဲ့ပုံပဲ။ဒီနေ့မှာတော့သူ့ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့သူ့ရဲ့မြေးမလေးကိုတန်ဖိုးအကြီးဆုံးအမွေပေးပြီးပြီလို့ပြောတယ်။အဲ့ဒီနောက်သမီးရဲ့ဖေဖေမေမေတို့မထင်မှတ်ပဲရုတ်တရက်ကွယ်လွန်ပြီးတဲ့အခါမှာတော့သမီးရဲ့ဖဖိုးကစိတ်ထိခိုက်ပြီးသူ့ရဲ့စိတ်ကိုလျှော့လိုက်ပုံရပါတယ်အဲ့ဒီစိတ်နဲ့ပဲသမီးဖဖိုးဆုံးခဲ့ရတာပါပဲကျမသိသမျှစဉ်းစားလို့ရသမျှတော့ဒါကုန်ပါပဲအမကြီးခုစဉ်းစားသမျှတွေဟာအမှုနဲ့တနည်းဖို့တနည်းပတ်သက်နိုင်ပါတယ်အမှုသွားအမှုလာကြည့်ရတာတော့သူတို့ကလူအန်ရပြုတ်ဖို့တဲ့တစ်စုံတစ်ခုလိုချင်နေပုံပေါ်တယ်အဲ့ဒါဆိုရင်တော့သူ့ဖို့မွေပေးခဲ့တယ်ဆိုတဲ့ပစ္စည်းနဲ့ဒီပြဿနာတွေနဲ့ပတ်သက်နေပြီထင်တယ်ဗျာနော်အဖိုးမွေပေးခဲ့ဆိုတာဘာလဲသမီးလည်းဘာမှမရခဲ့ပါလားအဲ့ဒါပြောတာပေါ့သမီးရဲ့သမီးဖဖိုးကသမီးကိုဘယ်လိုပုံစံမျိုးနဲ့ပေးခဲ့မှန်းမသိတာကျွန်တော်တခုစဉ်းစားမိတယ်ဥတင်ကိုကအဖိုးတန်ပစ္စည်းပေးခဲ့တယ်ဆိုတော့တိတဲ့လူကအခုတိုင်းဆို4ယောက်ပဲရှိတယ်အဲ့ဒီ4ယောက်ထဲမှာကာယကံရှင်ဥတင်ကိုကမရှိတော့ဆုံးသွားပြီအဲ့တော့တက်ရှိထင်ရှားဆိုလို့ဟော်ရီကမြီးမလေးမတ်မီကိုရဲ့အဖိုးရဲ့မန်နေဂျာဆိုတာရယ်ပြီးတော့ဒီကအတော်ကြီးပဲရှိရတယ်ဟုတ်ကျမအတော်ရင်းကြီးပါနော်ဟုတ်တူမလေးရဲ့အမွေတွေကိုလေမက်ဖို့နေနေတာတာလေကျမမှရှိတဲ့ပစ္စည်းအလုံးတော့သူ့ပဲလွှဲပေးခဲ့ရမှာပါကျွန်တော်အဲ့ဒါဆိုလိုတာမဟုတ်ပါဘူးဒီအကြောင်းကိုသိတဲ့လူဆွဲထုတ်ကြည့်တာပါပြီးတော့ဥတင်ကိုဟာ